ဒီတရားလေးနာပြီးတော့တို့ဘာတွေလိုက်နာတဲ့နဲ့ဘာတွေရှောင်တဲ့နဲ့ဆိုတာသိရအောင်လို့ဗုဒ္ဓဘာသာလူမျိုးဆိုတာဘေးတိုင်ဆုတောင်းတတ်တယ်ဆုမတောင်းဘူးလားဆုတောင်းတယ်တဲ့နောက်တစ်ခုကဆုပေးတယ်တဲ့ဘာပေးတယ်တဲ့ဆုပေးပါဗျာဩဆုတောင်းတယ်ဆုပေးတယ်ဘယ်သူကတောင်းလဲလူရင်တဲ့လူကတောင်းတယ်ဘယ်သူကပေးလဲအဲ့ဒီအကြောခံရတဲ့ပုဂ္ဂိုလ်ကပေးတယ်အဲ့တော့ဒီနေ့ဆုတောင်းဆုယူနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ကဘာပေါ်မှာဗုဒ္ဓဘာသာတစ်မျိုးတည်းဆုတောင်းဆုယူဟာလောက်တာမဟုတ်ဘူးပရိသတ်အခြားခြားသောခရစ်ယာန်တို့အစ္စလာမ်တို့ဟိန္ဒူတို့ဒီဘာသာတွေဟာလည်းပဲသူတို့ဘာသာလျောက်ဆုတောင်းတယ်တဲ့ဆုယူတယ်တဲ့ခရစ်ယာန်ဘာသာဝင်တယောက်သေသွားရင်ဘုရားကျောင်းလေးကိုအဲ့ဒီအလောင်းကြီးယူသွားတယ်အဲ့ဒီအလောင်းကြီးယူသွားပြီးတော့အဲ့ဒီဘုရားကျောင်းတော်မှာအဲ့ဒီအလောင်းကြီးချပြီးတဲ့အခါကျတော့အဲ့ဒီမှာခရစ်ယာန်သင်းအုပ်ဆရာကြီးတွေအဲ့ဒီဆရာကြီးတွေကဘာလို့လဲပြိဿရဲ့တမာကျမ်းစာတွေဖတ်ပြီးတော့ဆူတောင်းပေးတယ်ဘာလို့ပေးလဲသေသွားတဲ့ခရစ်တော်ခေါ်ယူခြင်းခံရတဲ့ဒီပုဂ္ဂိုလ်ရဲ့ဝိညာဉ်ဟာကောင်းကင်ဘုံကိုသွားပါစေဘုရားသခင်နဲ့တွေ့ပါစေဆိုပြီးတော့သူတို့ဒီလိုယူဝါဒဆူတောင်းပေးလိုက်တာတဲ့ဆူတောင်းဝတ်ပြုဝဲဆိုပြီးတော့တခါသတင်းစာထဲမှာပါတယ်နာရေးကြော်ညာတယ်ဖတ်လို့ရှိရင်ဘယ်အချိန်မှာတော့ဖြင့်ဘယ်အကြောင်းမှာဘယ်ဘုရားရှိခိုးเจ้าမှာဆူတောင်းဝတ်ပြုပြီးတော့မှဘယ်သုတ်တန်ကိုပို့ဆောင်သင်ကြပါမယ်ဆိုပြီးတော့ဒီလိုအခြားခြားဘာသာဝင်တွေမှာလည်းပဲဆုပေးတယ်တဲ့ဆုတောင်းတယ်တဲ့ဒါဗုဒ္ဓဘာသာမှာလည်းမဟုတ်အခြားခြားဘာသာတွေမှာလည်းရှိအဲ့တော့ဘုန်းကြီးတို့ဗုဒ္ဓသာသနာတော်ဆုတောင်းကနေပြီးတော့ဒီဆုပေးတာဆုတောင်းတာကြည့်မယ်ဆိုရင်ဘုရားရဲ့ဆုဆိုတာသူများတောင်းပေးလို့မရဘူးတဲ့ဆုဆိုတာသူများတောင်းပေးလို့ရလားမရပါဘူးဗျာကိုယ်တိုင်တောင်းယူရမှာဘာလို့ရမှာလဲအဲ့ဒါလေးမှတ်ထားပြီးတတ်တယ်ဆုဆိုတာသူများတောင်းပေးလို့မရဘူးကိုလိုချင်တဲ့ဆုကိုဘယ်သူပဲတောင်းယူရကိုယ်တိုင်ပဲတောင်းယူရမယ်တဲ့အသက်စိတ်ခါကြီးမားတဲ့မိဘတွေဆရာသမားတွေတန်ဃာတော်တွေသတင်းဝါလာကျွတ်တို့ဝါဆိုဦးတို့ဝါဝင်ဝါတွဲပေးသားရသွားပြီးတော့အဲ့ဒီတက်ကြီးတဲ့ပုဂ္ဂိုလ်တွေမိဘဆရာသမားတွေကိုမကြော့ဘူးလားကြော့တယ်တဲ့ကြော့တဲ့အခါကျတော့အဲ့ဒီကြော့ခံတဲ့ပုဂ္ဂိုလ်တွေကပေးလိုက်တာပြည့်တိုင်းဘုံကြီးပါသေးတက်ရှိပါသေးအနာကင်းပါသေးအန္တရာယ်တွေကင်းပါသေးနာမျိုး96ပါးကကင်းပါသေးဒီလင်ဒီမရအိုအောင်ပေါင်းရအိုအောင်မင်းအောင်ပေါင်းရပါစေဆုမပေးဘူးလားအဲ့တော့သူတို့ဆုရတတိကြီးပေးတဲ့အခါကျတော့အောက်ကသွားကြော့တဲ့သူကဆုပေးလဲဆုံးလဲဆုံးတော့ပရိသတ်ကြီးဘာပြောလဲကဲပေးတဲ့ဆုနဲ့ပြေးပါစေမပြောဘူးလားအဲ့ဒီတော့ပရိသတ်ကြီးဆုဆိုတာအဲ့ဒီလိုပေးလို့မရဘူးဆုဆိုတာအဲ့လိုပေးလို့မရအဲ့ဒါမြင်ဘုရားတပည့်တော်တို့သွားပြီးတော့အမေတို့ဖေတို့တက်ကြီးရွယ်ဝတွေသွားပြီးတော့ကြော့နေတာသူတို့ဘုံကြီးပါသေးတက်ကြီးပါသေးနာကင်းပါသေးကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါသေးအဲ့ဒါဘာလုပ်နေတာတော့ဆိုရင်စုပေးတာမဟုတ်ဘူးပရိသတ်အဲ့ဒါမေတ္တာပို့တာဘာလုပ်တာလဲအဲ့ဒါလေးမှတ်ထားပါအဲ့ဒါစုပေးနေတာမဟုတ်ဘူးအဲ့ဒါမေတ္တာပို့နေတာအဲ့ဒါဘာလုပ်နေတာသူပေးတဲ့ဆုနဲ့ तू ကဘုံကြီးပါသေးဆိုတိုင်းဘုံကြီးပါမလားသူအသက်ရှင်ပါသေးပြောတိုင်းကိုအသက်ရှင်ပါမလားဒီလေဒီမယားအိုအောင်မင်းအောင်ပေါင်းရပါသေးလို့ပြောတိုင်းကိုဘုရားတိုင်းအိုအောင်မင်းအောင်ပေါင်းရရဲ့လားမပေါင်းရဘူးလေအသက်ငယ်ငယ်ရွယ်နဲ့မိမသေးသွားတာယောက်ျားသေးသွားတာမရှိဘူးလားစိတ်သဘောထားရင်မတိုင်းဆိုင်လို့ခွာပြဲသွားကြတာကွဲကြခွာကြတာတွေကမရှိဘူးလားအဲ့ဒါဆိုသူစုတောင်းသူပေးတဲ့ဆုပြည့်ပါမလားမပြည့်ပဲနဲ့ဘာဖြစ်လို့အဲ့တုန်းကပေးတဲ့ဆုနဲ့ပြည့်ပါလေလို့ပြောခဲ့တာတော့လို့ဆိုတော့မသိဘူးထုံးတာတိုင်းပဲပြောရတာသူကလည်းပေးနေတာဟိုအရှိကြီးဆုကအရှိကြီးပေးနေတော့နားထောင်နေတာအောက်ကနေပြီးတဲ့အခါကျတော့အမတချို့ရှိသေးတယ်ပေးတဲ့ဆုနဲ့တလုံးတဝကြီးတဲ့
ဘာတဲ့လဲပရိသတ်ရဲ့မပြောဘူးလားတော်တော်လောဘကြီးတဲ့ပုဂ္ဂိုလ်ကြီးပိဋကစုနဲ့ကြည့်ပါသေးတယ်တော်ရောပိဋကစုနဲ့တလုံးတော့ဝကြီးပြရပါလို့ဤဖေဟာတဲ့အဲ့တော့ပရိသတ်ရဲ့မှတ်ထားပါဒီဥစ္စာကစုပေးတယ်ဆိုတာသူများပေးလို့မရဘူးအဲ့ဒါစုပေးနေတာမဟုတ်ဘူးမေတ္တာပို့ပေးလိုက်တာဘာပို့ပေးလိုက်တာလဲဆရာဆိုရမှာဗုဒ္ဓဘာသာလူမျိုးမှာသူဟာလွန်တောင်းတာဗုဒ္ဓဘာသာလူမျိုးမှာသူဟာလွန်တောင်းတာဘာသာကြားလဲတောင်းတာပဲသေပွဲကြုံဤခါဘာသာကြားလဲတောင်းတာပဲသေပွဲကြုံဤခါခရစ်ယာန်တယောက်သေသွားတယ်ခရစ်တော်ခယူရင်းခံရတဲ့ခရစ်တော်မှာအိပ်ပြောတယ်ဘာတွေရေးတာပရိသတ်ဘုရားကျောင်းနဲ့ယူသွားပြီးတော့ဒီပုဂ္ဂိုလ်ရဲ့ဝိညာဉ်ကောင်းကင်ဘုံကိုသွားပါစေဘုရားသခင်နဲ့တွေ့ပါစေသေတဲ့အခါမှာဝိပုစုတောင်းပွဲတဲ့ခရစ်ယာန်ဘာသာမှာရှိတယ်ဆိုလိုက်သုဆိုသည်မှာတောင်းတိုင်းသာဘယ်ခါမပြေပါသုဆိုသည်မှာတောင်းတိုင်းသာဘယ်ခါမပြေပါသူများတောင်းပေသာလို့ဝေပြည့်ရေမမြင်ပါသူများတောင်းပေသာလို့ဝေပြည့်ရေမမြင်ပါဒီတော့ဘိသတ္တိစုဆိုတာရော့အင့်လို့ဆိုပြီးတော့ပေးလို့ရတဲ့အရာဝတ္ထုမျိုးမဟုတ်ဘူးတဲ့ဒါဖြင့်ဆူတောင်းတယ်ဆိုတာဘယ်လိုလဲဆူတောင်းတယ်ဆိုတာဘယ်လိုလဲကုသိုလ်ကောင်းမှုလုပ်ပြီးတာနဲ့တရားနာတော်မှာဗုဒ္ဓဘာသာကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတာနဲ့ဘိသတ္တိအဲ့ဒီပြုလုပ်တဲ့ကုသိုလ်ရဲ့အကျိုးတရားနှမျိုးမှပါကုသိုလ်နဲ့ကုသိုလ်အကျိုးတရားဘယ်နှမျိုးလဲသင်္ကန်းလူရတာကုသိုလ်အဲ့ဒီသင်္ကန်းလူတဲ့ကုသိုလ်ရဲ့အကျိုးတရားဆိုတာရသလားမရဘူးလားအဲ့ဒီတော့အဲ့ဒီပြုလုပ်ထားတဲ့ကုသိုလ်နဲ့ကုသိုလ်ရဲ့အကျိုးတရားကိုစိတ်နဲ့အာယုံပြုပြီးတော့ဖြစ်စေဒါမှမဟုတ်လို့ရှင်လည်းပဲပိဋကရဲ့နှုတ်ကနေပြီးတော့ရွတ်ဆိုပြီးတော့ဖြစ်စေတဲ့ကိုဖြစ်ခြင်းတာကိုရခြင်းတာရောက်ခြင်းတာကိုတောင်းတယ်ဆိုတဲ့စကားကိုဆုတောင်းတယ်လို့ခေါ်တယ်ရွှေတကုံဘုရားပေါ်မှာရောက်သွားအိုးဂျိုကြီး၈ခွင်ဆိုတာမရှိဘူးလားဘုရားတိုင်အနေကိုနေတင်လာအင်္ဂါဘုဒ္ဓဟူဒီဂျို၈ခွင်နေမှာဘုရားရေသွားတတ်ပဲကြရေသွားတတ်ပဲတော့ကိုယ်ဂျိုတိုင်းကိုယ်မွေးနေမှာဗေဒင်ဆရာကဟောလိုက်တဲ့ရေသက်စီသွားလူတဲ့ရေွယ်လေးခတ်ပြီးတော့ဘုရားလောင်းတဲ့ရေနဲ့ပူဇော်တဲ့အခါကျတော့ဘုရားရဲ့အဲ့ဒီမှာစောင့်နေတဲ့ဟိုနိဗ္ဗာန်တော်တရားကြီးကတနေ့ကိုနေသာသမီဧကဲ့သို့ရေလူရတဲ့အကျိုးကတော့ဂျိုတိကျမကသမများလည်းပြောက်ပါစေဘုန်းကြီးဗာဒေနာကင်မန္တသက်ရှိပါစေအာပေါင်းအာရင်ကောင်းတဲ့ဘုရားရဲ့ဘယ်လိုပင်စုတွေတောင်းပေးနေပါတော့လည်းပဲရေတပ်ပဲနေတာကကိုစုတောင်းနေတာကနိဗ္ဗာန်သောလွယ်နေတယ်လွယ်လားမလွယ်ဘူးလားသူဆိုတာသူများတောင်းပေးလို့ရတာလားကိုယ်တိုင်တောင်းရမှာလားအဲ့တော့ဒီမှာဘုရားကြီးကြည့်လိုက်သားမှာစုဆိုတာကိုရှေ့ကတော့မတောင်းဘူးလားတောင်းရတယ်တဲ့ဘယ်သူတွေတောင်းတယ်ဘုရားလောင်းတော်တို့ထေရီထေယာယဟန္တာယောက်ျားယဟန္တာမိန်းမကြီးတွေအဲ့ဒါသာဝကမဟာသာဝကကြီးတွေသူတို့လည်းပဲဘုရားကြီးစုတောင်းနေကြတယ်ဘာလို့ခဲ့ကြတယ်စုတောင်းနေကြတယ်ဘုရားကြီးအဲ့တော့ဒီမှာယသောတရားတို့ဓမ္မဒိဏတို့သူတို့လည်းပါရမီဖြည့်ရကာလတွေမှာဘုရားတွေနဲ့တွေ့တဲ့အခါမှာလိုရင်နဲ့ဆုဆိုတာသူတို့လည်းတောင်းမှုတယ်သို့တော့မှတ်ရမှာကဘုရားတိုင်ဆုတောင်းပြီးရင်တောင်းတယ်ဆုနဲ့တန်အောင်ဆုတောင်းပြီးရင်ပါတယ်တော့အလုံးလုံးရမယ်တဲ့ဘာလို့ရမယ်လဲဆုတောင်းပြီးရင်တောင်းတဲ့ဆုနဲ့တန်အောင်လုံးရမယ်ဘာဆုတောင်းရင်လဲဘုရားဆုတောင်းရင်လည်းရတယ်တောင်းဘုရားဆုတောင်းရင်လည်းတောင်း
ဘုရားစုတောင်းပြီးရင်ပိဋကတည်းဘလောက်ကြာအောင်လောက်ရမလို့ဆိုရင်လေးအသိချင်းနဲ့ကဘာတသိဦးနဲ့နဲ့နုံနုံကဘာတွေမဟုတ်ဘူးလေးသိချင်းနဲ့ကဘာတသိတိုင်အောင်ဘာလို့ရမလဲဖယားနဲ့တန်တဲ့အလုပ်တွေလောက်ရမလားမလောက်ရဘူးလားလောက်ရမယ်တဲ့သားတွေဆုံးရမယ်မယားဆုံးရမယ်စီးပွားဥစ္စာတွေဆုံးရမယ်ကိုယ်လေးလက်တွေခြေတွေအဖြတ်ခံရမယ်မျက်လုံးတွေဖောက်ထုတ်ပြီးတော့လှူရမယ်ဟောအမြတ်တို့တွေဆောင်ရရမယ်တောင်းပြီးပြီဆိုရင်ပိဋကရဲ့စုနဲ့တန်တဲ့အလုပ်ဆိုတာရှိသလားမရှိဘူးလားဘုရားစုတောင်းပြီးရင်ဘယ်ဆရာတော်ကြီးကတော့ဘုရားစုပန်နာတာတဲ့ဘယ်ပုဂ္ဂိုလ်ကတော့ဘုရားစုပန်နာတာတဲ့ဘယ်ဘိုးတို့ကတော့ဘုရားစုပန်နာတာတဲ့သူတို့ဒီလိုပြောကြတယ်အဲ့တော့စုပန်တယ်ဆိုတာပိဋကရဲ့ပန်နာကလွယ်တယ်အဲ့ဒီပန်တဲ့စုနဲ့တောင်းတဲ့စုနဲ့လိုက်အောင်အလုပ်ဆိုတာလုပ်ဖို့ခက်တယ်ဖယားစုပန်တယ်ဟုတ်တယ်ပန်တဲ့စုနဲ့တောင်းအလုပ်လုပ်ရမယ်အဲ့တော့အနှိမ့်ဆုံးလေးသိချင်းနဲ့ကဘာတသိန်းရှစ်အသိချင်းနဲ့ကဘာတသိန်း16အသိချင်းနဲ့ကဘာတသိန်းပါရမီရှစ်မှာအဲ့ကသာဝကတဲ့ရှင်သာရိပုတ္တရာရှင်မမောက္ကလမကြဘူးလားပိဋကအဲ့ဒီပုဂ္ဂိုလ်တွေကလည်းပဲပိဋကရေဘာလို့ရတော့ဆိုရင်အက္ခမသာဝကစုကိုတောင်းပြီးရဲ့အဲ့ဒီစုနဲ့တန်းတဲ့အလုပ်တွေကိုဘလောက်လောက်ရလဲတသိန်းချင်းနဲ့ကဘာတသိန်းတသိန်းချင်းနဲ့ကဘာတသိန်းထိအောင်လုပ်ရတယ်ဒါအက္ခသာဝကရိုးရိုးသာဝကဘလောက်ဖြည့်ရလဲကဘာတသိန်းရိုးရိုးသာဝကကဘလောက်လဲအာနန္ဒာတို့ယသောတရားတို့ဓမ္မဒိဏတို့ပရာစာကြီးတို့ဒါရိုးရိုးသာဝကခေါ်တယ်ဒါပဂတိသာဝကရိုးရိုးသာဝကဩရှင်သာရိပုတ္တရာရှင်မမောက္ကလမဟာသာဝကသူတို့ကတသိန်းချေပိုးတယ်တသိန်းချင်းနဲ့ကဘာတသိန်းလောက်ရတယ်အဲ့တော့ဘုရားတည်းမြတ်စွာဘုရားကစလို့သာဝကအသီးသီးတွေကစုမတောင်းတယ်ဘူးလားတဲ့တောင်းတယ်အဲ့တော့စုနဲ့တန်တဲ့အလုပ်တွေကိုလုပ်တော်မူရတယ်ဒါကြောင့်မို့လို့ယဟန္တာဖြစ်သွားတဲ့ယဟန္တာထေရီထေဟာတွေကဘုရားတည်းယဟန္တာဖြစ်သွားတဲ့ချိန်ကာလမှာသူတို့ရဲ့ဘဝဇာလန်းကိုမှတ်တမ်းတင်ပြီးတော့ပြန်ဟောခဲ့တာတွေရှိတယ်တဲ့အဲ့ဒါစုပန်တယ်စုတောင်းတယ်ဆိုတာဘုရားတည်းရလို့တဲ့စိတ်ဖြစ်ခြင်းနဲ့စိတ်ဘာဖြစ်ခြင်းလဲယဟန္တာဖြစ်ခြင်းနဲ့ယဟန္တာတော့ရိုးရိုးယဟန္တာလားမဟုတ်ဘူးမဟာသာဝကဖြစ်ခြင်းနဲ့ပဂတိသာဝကဖြစ်ခြင်းနဲ့အဲ့တော့ဘုရားတည်းရလို့စိတ်ဖြစ်လို့တဲ့စိတ်ကိုမွေးမြူတာကိုဆုတောင်းတာတဲ့ပါဠိလိုပဋ္ဌနာပါဠိလိုဘယ်လိုခေါ်လဲဆုတောင်းတာကိုပါဠိလိုခေါ်တာကပဋ္ဌနာတဲ့အဲ့ဒါဆုတောင်းတာအဲ့တော့ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလတို့လည်းဗမာတောင်းခဲ့တယ်အနောမဓာတိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာရှင်သာရိပုတ္တရာကသာကတာလူလင်ရှင်မောက္ကလကတိတိဝဒနာတထေသာဟောအဲ့ဒီဘဝကသာသူတို့လိုရင်တဲ့ဆုကိုတောင်းနေကြတယ်နှစ်ပါးလုံးလက်ဝဲရန်လက်ရရန်ဖြစ်ပေရစေတောင်းပြီးတော့ဘုရားကြီးဒီတိုင်းနေလို့မရဘူးဘာလို့ရမလို့ဆိုရင်ဆုနဲ့တန်တဲ့အလုပ်ကိုလုပ်ရတယ်ဘာနဲ့တန်တဲ့လုပ်ကိုလုပ်ရတယ်ဆုနဲ့တန်တဲ့လုပ်ကိုလုပ်ရတယ်တဲ့အဲ့ဒီတော့ဘုရားတည်းဆုတောင်းပြီးရင်ဆုနဲ့တန်တဲ့လုပ်ကိုလုပ်အဲ့ဒီတောင်းတဲ့ဆုကတော့ပြည့်သလားမပြည့်လားဆိုတာလည်းပဲအင်္ဂါ၅ပါးရှိသေးတယ်တဲ့အင်္ဂါဘယ်နှပါးလဲအင်္ဂါ၅ပါးနဲ့ပြည့်စုံမှသာလေတောင်းတဲ့ဆုပြည့်မယ်အဲ့တော့ဘုန်းကြီးတို့တရားတော်ကတွေကိုကိုပြန်မေးသားမှာကိုကငါဘာသူတွေတောင်းနေသလဲငါဥပုပ်တွေစောက်တယ်တရားတွေနာတယ်သင်္ကန်းတွေလှူတယ်ကြောင်းတွေစောက်တယ်ငါဘာဆုတောင်းတယ်လဲအလွယ်ဖြစ်ရင်တော့နိဗ္ဗာန်ဆုတောင်းတယ်လို့ဖြေမှာဘယ်ဆုတောင်းတယ်လို့ဖြေနိဗ္ဗာန်ဆုတောင်းတယ်လို့ဖြေမယ်နိဗ္ဗာန်ကိုဆုတောင်းရင်နိဗ္ဗာန်ကိုရခြင်းရင်နိဗ္ဗာန်နဲ့တန်တဲ့အလုပ်ကိုလုပ်ရမလားမလုပ်ရဘူးလားပါဇက်ကတော့ဆုတောင်းနေတဲ့ပရိသတ်ရဲ့သူနဲ့တန်တဲ့အလုပ်ကိုမလုပ်ဘူးဆိုရင်ပရိသတ်ရပါမလားမရပါဘူးအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့ပရိသတ်ပေါင်းတော်ကောင်းတို့ဆုဆိုတာလိုချင်တာဆုဆိုတာဘာဖြစ်လဲတနည်းပြောရင်ဖြစ်ချင်တာဟုတ်တယ်မဟုတ်လားဖြစ်ချင်တာလိုချင်တာ
အဘိဓမ္မာကျမ်းမှာနှမျိုးပြတယ်ပိဋကရေလောဘနဲ့ဆန္ဒဘာနဲ့လဲလောဘလိုချင်တာနဲ့ဆန္ဒလိုချင်တာကွာတယ်လောဘရဲ့လိုချင်တဲ့စိတ်ကဘာတွေလဲဝတ္ထုအာယုံကာမဂုဏ်ရူပယုံတတ္ထယုံခန္ဓာယုံရတယုံဘုဒ္ဓဘာယုံခေါ်တဲ့အာယုံ၅ပါးကိုလိုချင်တယ်ဆန္ဒလိုချင်တာကကုသိုလ်ကွာသွားတာလောဘကဝတ္ထုအာယုံကာမဂုဏ်လိုချင်တယ်ဆန္ဒကကုသိုလ်ကိုလိုချင်တယ်နိဗ္ဗာန်ကိုလိုချင်တယ်ယဟနာဖြစ်ကိုလိုချင်တယ်ကိုရလို့ဖြစ်လို့တဲ့ဘဝမျိုးအရာဝတ္ထုမျိုးကိုပြေးတာရဲ့အခုပင်ရာနေတဲ့ကဲ့သို့ယုံကြည်စိတ်အပြည့်ဝဖြင့်မရမနေဆာလောင်ပြင်းပြတောင့်တတဲ့စိတ်ဘယ်သူဥသိနေတော့ဆိုရင်အဲ့ဒါဆန္ဒဥသိနေတယ်ဘယ်သူဥသိနေတယ်ဒါဖြင့်ပိဋကတေဘာစုကိုပဲတောင်းစိတ်ထဲမှာတဲ့ကျင်နာပြီးတော့နှစ်သက်ပြီးတော့နှုတ်ကားနဲ့ဖွင့်ဆိုပြီးတော့အကောင်းထဲပေါ်ဒါဖြင့်မေးရရှိတဲ့ရှင်မယားပါဇက်ကနေပြီးတော့ဆူတောင်းမှဆုဆိုတာရမှာလားလို့မေးရင်နှုတ်ကနေပြီးတော့ဖွင့်ဟာမဆိုတော်လဲပဲပိဋကတေစိတ်ထဲမှာကျင်းကျင်နတ်နှစ်သက်ပြီးတော့စိတ်ထဲကတကွယ်လိုချင်တဲ့စိတ်နဲ့ဆူတောင်းဖို့အဓိကရေးကြည့်တယ်တချို့နှုတ်ကတော့ဆိုတယ်စိတ်ကမပါဘူးတဲ့နှုတ်ကတော့ဆိုတယ်စိတ်ကမပါဘူးဆိုရင်ပိဋကတေဒီဆူတောင်းမပြည့်ဘူးတဲ့နှုတ်ကတော့ဆိုနေတယ်စိတ်ကမပါဘူးဆိုဆူတောင်းပြပါမလားအဲ့တော့ဆူတောင်းပြီးရင်တောင်းနေဆုနေတန်တဲ့အလုပ်တွေကိုငုံမိသဲတိုင်းတက်နိုင်ဖြားရောက်မပြတ်စေတော့ဘဲနဲ့ပိဋကရဲ့အမြဲတမ်းလုပ်ရမယ်တဲ့ဘုန်းကြီးတို့ဘုရားလောင်တော်ကြီးများသဗ္ဗညုတညာဆုကြီးပန်ပြီးတော့ဒီဆုကိုမရရင်ငါမနေသေးသေးကြည်ကြည်ရအောင်ဆောင်ရွယ်မယ်ဘယ်အကြောင်းကြောင့်နဲ့မှတော့ငါဆန္ဒပြည့်မခံနိုင်ဘူးဆိုပြီးတော့အလောင်းတော်ကြီးများဟာမိမိတို့ရဲ့ရည်ရွယ်ချက်ကိုရိမ့်ရိုင်းမသွားအောင်စိတ်ကိုတသမတည်းထားတယ်အဲ့ဒါကိုဘုန်းကြီးတို့စာပေများမှာပဏိဒါနတဲ့ပါတယ်လေဒါကြောင့်ဟိုယရဏသုတ်တမှာပဏိဒါနတော်ပတ္တယတထကတ္တဒတ္တပါရမီယောဓတ္တဥပပါရမီယောဓတ္တပရမတ္ထပါရမီယောတိသမတိန်သာပါရမီယောပိစမပရိစ္ဆာကေအလောင်းတော့ယုံမင်းဘဝမှာပြေးတာမိဘုံနဲ့ခုံချတယ်ဆိုတာကြားဘူးတယ်ဟုတ်လားစရံရှင်မင်းဘဝမှာအဆွဲဖြတ်ခံတယ်လက်တွေခြေတွေဖြတ်ခံရတဲ့ဘဝရှိတဲ့ခန္ဒီဝါဒီဇတ်တော်မျက်လုံးဖောက်ပေးတယ်တိဝိဇတ်တော်ဘဝတိုင်းကြည့်လိုက်တာပိဋကရဲ့သဗ္ဗညုတဉာဏ်ကိုရဖို့လို့ဘုရားလောင်းတော်ကြီးရဲ့ဆန္ဒတော်ကပြင်းပြတယ်တဲ့ဆုတောင်းပြီးတော့အလောင်းတော်ကထိုင်နေသလားပိဋကဆုနဲ့တန်တဲ့အလုပ်တွေကိုလုပ်သလားမလုပ်ဘူးလားအေးဒါကြောင့်မို့လို့ပိဋကရဲ့ဗုဒ္ဓဘာသာတွေရဲ့ဆုတောင်းခြင်းဆုပန်ခြင်းဆိုတာဘယ်ဖရာထာမှာသွားလို့ဒီမှာတချို့ဖရာတွေရေးတာဆုတောင်းပြည့်တယ်ဗါတဲ့လေပိဋကရဲ့အဲ့ဒါမတွေ့ဘူးလားဟာဆုတောင်းပြည့်ပါဖရာတို့ဆိုတော့ဘုဘကဘုရားကဆုတောင်းပြလို့မရေးထားရင်ဘုဘကဘုရားရှိမှဆုသွားတောင်းရင်ဆုကမပြေဘူးလို့ဘာလို့ဒီလိုထင်တတ်တယ်လူတွေကလည်းအဲ့ဒါဆုတောင်းပြလို့ရေးထားရင်အဲ့ဒီဘုရားလူပြီးတော့ဥသွားချတယ်ဒါဆုတောင်းပြတယ်လေဆုတောင်းပြတယ်လေဟဲ့ဘေးတိုင်းဆုဆိုတာတောင်းလိုက်မပြေဘူးပြည့်သလားဘယ်လိုရှင်မသွားပြီးတော့ဘယ်ကတင်ရှင်ဘယ်ဖန်ဆင်းရှင်မလက်ပြခံပြီးတော့တောင်းတဲ့အလုပ်မဟုတ်ဘူးဗုဒ္ဓဘာသာယူဝါဒကလူရင်တဲ့ဆုကိုတောင်းတာကိုပဲတောင်းတာလည်းဘယ်လိုလဲအဲ့ဒီဆုကိုရဖို့လို့ဆုပြန်ပေးမှကလည်းဘိဓာရဲ့ကိုပဲတဲ့ကိုတောင်းပြီးတောင်းတဲ့ဆုနဲ့တန်တဲ့အလုပ်ကိုလုပ်ရင်ရမလားမရဘူးလားဒါကြောင့်တောင်းတာလည်းကိုပဲပြန်ပေးတာလည်းကိုပဲအဲ့ဒါမှတ်သားပါဘိဓာတည်းအဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်အဘိဗန္ဒကလို့ခေါ်တဲ့ရွာသူကြီးတယောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလာပြီးတော့လျှောက်ဖူးတယ်တဲ့ဘုန်းတော်ကြည်တော်မူတော်မြတ်စွာဘုရားတပည့်တော်တို့ရွာမှာဗျမဏပုံနာဆရာကြီးတွေအဲ့ဒီပုံနာဆရာကြီးတွေကသူတို့ဗျမဏဘာသာဝင်တွေသေသွားတဲ့အခါမှာနတ်ပြည်ကိုရောက်အောင်တဲ့ဆူတောင်းပေးကြတယ်ဘယ်ရောက်အောင်လဲမိဘုံကြီးဖို့ထားတယ်အဲ့ဒီမိဘုံတွေကိုမလုပ်နဲ့ထောပတ်တယ်
ထောပတ်တွေကပ်ပြီးအယူပုံတွေလောင်းထောပတ်တွေလောင်းထဲဆူတောင်းပေးနေတယ်တဲ့သူတို့ဘာသာဝင်တွေသေသွားရင်နတ်ပြည်ကိုရောက်ပါစေရောက်ပါစေရောက်ပါစေနဲ့အဲ့ဒီလိုဆူတောင်းပေးကြပါတယ်ဗြဟ္မပြည်ကိုသွားပါစေသွားပါစေလို့ဆူတောင်းပေးကြပါတယ်မြတ်စွာဘုရားသူတို့ဆူတောင်းပေးတဲ့အတိုင်းသေသွားတဲ့ဗြဟ္မဏဘာသာဝင်တွေဟာနတ်ပြည်ကိုရောက်ကြပါသလားဗြဟ္မပြည်ကိုရောက်ကြပါသလားမြတ်စွာဘုရားလို့ဘုရားရှင်ကိုရမကိုလျှောက်တော့မှဘုရားရှင်ကိုရမကတကားတော့အဘိဗန္ဒကာတဲ့အာဟုသူတွေလုံပြီးတော့သေသွားတဲ့လူအတွက်နတ်ပြည်ကိုရောက်ပါစေလို့ဆူတောင်းပေးနေတာဘာနဲ့တူတော့ဆိုရင်ရေထဲကိုမြုပ်သွားတဲ့ကြောက်ခဲရေပေါ်ပြန်တက်လာပါစေလို့ဆူတောင်းနေတာနဲ့တူတယ်ဟောဘုရားပေးတဲ့ဥပမာဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့ဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့အပယ်ဆင်းသွားတဲ့ပုဂ္ဂိုလ်ကိုပြန်တက်လာပါစေပြန်တက်လာပါစေကြောက်ခဲရေထဲမြုပ်သွားတာကန္နာမှာထိုင်ပြီးတော့ကြော့ဝဲတွေထိုးပြီးတော့ကြောက်ခဲလေးရေပေါ်ပြန်တက်လာပါစေလို့ဆူတောင်းရပါမလားပြေသားရဲ့ဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့သေသွားတဲ့ပုဂ္ဂိုလ်ကိုလည်းပဲပြန်တက်လာပါစေလို့ဆူတောင်းလို့မရသလိုသူစရိုက်ကုသိုလ်ကောင်းမှုလုပ်ငန်းတွေကိုလုပ်ပြီးတော့သေသွားတဲ့လူအတွက်အပယ်ကျသွားပါစေအပယ်ကျသွားပါစေဟောကုသိုလ်လုပ်ပြီးတော့သေသွားတဲ့လူအတွက်အပယ်ကျသွားပါစေအပယ်ကျသွားပါစေလို့ဝိုင်းပြီးတော့အမြင်ကပ်လို့ဆူတောင်းပေးနေတော့လည်းပဲအပယ်ရောက်ပါမလားဘုရားပေးတဲ့ဥပမာပေးတဲ့ထောပါအိုးရေပေါ်မှာထောပါအိုးခွက်လိုက်စမ်းထောပါဟာရေမြုပ်လားရေပေါ်မှာပြန်ဝဲပြီးတော့ရေပေါ်မှာတင်နေတယ်လို့ရေပေါ်မှာတင်နေတဲ့ထောပါတေကြီးအောက်ကိုမြုပ်သွားပါစေမြုပ်သွားပါစေလို့တနေ့ကိုထိုင်ပြီးတော့ဆူတောင်းနေတော့လည်းပဲမမြုပ်ဘူးတဲ့ကဲဒီတော့ဘုရားတိုင်းတူတူလေးပြောလိုက်ကြပါစို့ဆုပေးတယ်ဆုတောင်းတယ်ဆိုတာဘယ်သူမှလုပ်မပေးနိုင်ဘူးကိုယ်တိုင်ပဲလုပ်ရမယ်ဒါကြောင့်ဘုန်းကြီးတို့ဗုဒ္ဓဝါဒမှာဖန်ဆင်းခြင်းဆိုတာမရှိဘူးရှိသလားမရှိပါဘူးကိုယ့်ဘဝကိုဖန်ဆင်းယူကိုလိုချင်တဲ့ဆုတောင်းကိုယ့်ဘဝကိုပြည့်စုံအောင်လုပ်မိမိစိတ်ကြိုက်လိုချင်တဲ့ဘဝကိုမိမိကိုယ်တိုင်ပဲဖန်ဆင်းပြီးတော့ယူဒါကြောင့်လူဟာတကိုးရှင်နဲ့လူဟာပါတယ်လဲဘုရားရဲ့လိုချင်တာကိုတကိုးရှင်ကပေးနိုင်တယ်လို့လူဟာလည်းပဲဘုရားရဲ့ကိုလိုချင်တဲ့ဘဝကိုဆုတောင်းနဲ့ရနိုင်တယ်တဲ့ဒါကြောင့်ဘုရားရဲ့ဒါလေးလိုက်ဆိုကြည်စားမှာအကုသိုလ်များပြုလုပ်ချရောက်သွားအပေရွာအကုသိုလ်များပြုလုပ်ချရောက်သွားအပေရွာနတ်ပြည်တဲ့ယံဆုတောင်းပြန်ဧကံမရပါနတ်ပြည်တဲ့ယံဆုတောင်းပြန်ဧကံမရပါရေမြုပ်အိုးကွယ်ရေပေါ်လဲပြန်ဝဲမတက်ပါရေမြုပ်အိုးကွယ်ရေပေါ်လဲပြန်ဝဲမတက်ပါဆုတောင်းပြီးရာထိုချိန်ခါခိုင်ကမနေသင့်ပါဆုတောင်းပြီးရာထိုချိန်ခါခိုင်ကမနေသင့်ပါသုနဲ့တန္တာအလုံးမှာကောင်းစွာလုပ်ရမှာသုနဲ့တန္တာအလုံးမှာကောင်းစွာလုပ်ရမှာတောင်းတဲ့ဆုပေးတဲ့ဆုနဲ့တလုံးတစ်ဝါကြီးပြည့်ပါစေဆိုတဲ့စကားကိုဘုရားတိုက်ရဲ့ဗုဒ္ဓဘာသာဝင်တွေပြောလဲပြောနေကြတယ်တောင်းလဲတောင်းနေကြတယ်ကောင်းပြီအဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကမင်းတို့လိုချင်တဲ့ဆုပြည့်ဖို့လို့ဆိုတဲ့နေရာမှာဘာတွေလုပ်ရမလို့ဆိုရင်ဘုရားတိုက်ရဲ့တစ်တရားတရားရှိရမယ်တစ်ပါလေယရဏ၃ပါးဘုရားတရားတန်ခါယရဏ၃ပါးပေါ်မှာကြည်ညိုတဲ့ယရဏတရားတရားမိမိရဲ့အင်အားကိုယုံကြည်တဲ့ဒီတရားတရားကံကံရဲ့အကျိုးတရားကိုယုံကြည်တဲ့ဒီတရားတရားရှိရမယ်တစ်တရားတရားလို့မှတ်လိုက်နှစ်ကသီလနှစ်ကဘာလဲလဲ
ဆုတောင်းမဲ့ပုဂ္ဂိုလ်ကပရိသတ်သီလရှိနေရမယ်တဲ့ဘာရှိနေရမယ်လဲငါးပါးသီလစတဲ့ကိုကျင့်တရားတွေရှိရမယ်နောက်တစ်ခါနံပါတ်3သုတ္တအကြာအမြဲဘုသုတ္တရှိရမယ်နံပါတ်4သာကအရာရာကိုစွန့်လွတ်နိုင်ရမယ်နံပါတ်5ပညာကမ္မတက္ကတဉာဏ်အမြင်လည်းရှိရမယ်တဲ့တူတူလေးပြောမယ်ပိယတရဲ့သရာသီလသုတ္တသာကပညာဗါတဲ့တော့ပြောပါသီလသုတ္တသာကပညာအဲ့ဒီတရား၅ပါးနဲ့ပြည့်စုံရင်တောင်းတဲ့ဆုပြည့်မယ်အဲ့ဒီတရား၅ပါးနဲ့ပြည့်စုံရင်ဘာဆုပြည့်မယ်တောင်းတဲ့ဆုပြည့်မယ်အဲ့တော့ပိယတတွေတောင်းတဲ့ဆုနဲ့ပြည့်ပြီးတရား၅ပါးနဲ့ပြည့်စုံရင်ဘာလို့ရတော့မှာတော့ဆိုအလုံးလုံးရတော့မယ်လူတရားရှိလူတန်းတရားရှိတာဒါဥပုသ်သီလ6တိတရား၅ပါးနဲ့တော့ပြည့်စုံပါရဲ့ဒါပေမဲ့လို့ပရိသတ်တွေဆုမတောင်းဘူးဆိုပြန်ရင်လဲတဲ့တရားနာတော့ဒီနေရာအရေးကြီးလားတရား၅ပါးနဲ့လည်းပြည့်စုံတယ်လူလဲလူတယ်တန်းလဲတန်းတယ်ပေးကမ်းတယ်ဥပုသ်သီလလည်း6တိတယ်လှုပ်တော့လှုပ်တယ်ပရိသတ်ဆုမတောင်းရဘူးတဲ့ဘာမတောင်းဘူးလေအဲ့ဒါဆုမတောင်းရင်ဘာနဲ့တူတုံးဆိုရင်တဲ့ကောင်းငင်ဘောကိုပြစ်တင်လိုက်တယ်ဥပမာတော့လှန်တစ်ချောင်းသို့မဟုတ်ဓာတ်တစ်ချောင်းကောင်းငင်ဘောကိုဝီးဆိုပြီးတော့မြောက်ပြီးတော့ပြစ်တင်တယ်ဘယ်နှမ်းကြမယ်ဆိုတာသိသလားအရင်ကကြမလားအပြားကကြမလားကန့်လန့်ဖြတ်ပဲကြလာမလားဆိုတာသိသလားအဲ့ဒီလိုပဲတဲ့ဘုရားသားရေကုသိုလ်ကောင်းမှုတွေတော့လုပ်တယ်ဆုမတောင်းတဲ့အတွက်ကြောင့်မို့လို့အကျိုးပေးတဲ့အခါကျတော့မသေးကြဘူးတဲ့ဟောဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဆုတောင်းရကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဘာလုပ်ရမလဲဆုတောင်းရမယ်နောက်တစ်ခုပြောမယ်ဆုတွေသာထိုင်ပြီးတော့တောင်းနေပြန်တယ်တရား၅ပါးလည်းမပြည့်စုံဘူးကုသိုလ်ကောင်းမှုလည်းမလုပ်ဘူးဆိုလို့ရှိရင်လည်းပဲပိဋကတ်တွေဆုတောင်းမှုတက်တက်နဲ့လည်းမရပြန်ဘူးတဲ့ရသလားဘာအကျိုးဘာဆုမှရမှာမဟုတ်ဘူးဒါကြောင့်ဆုတောင်းမှုဆိုတာမှတ်သားပိဋကတ်ရဲ့လှေတဲ့သင်္ဘောတွေပေါ်မှာရှိတယ်ပဲ့နဲ့တူတယ်တဲ့ဘာနဲ့တူတယ်လဲပဲ့ပါမှတက်ပါမှရေလန်းခရီးမှလိုတဲ့နေရာကိုတန်တာမှရောက်စေနိုင်တယ်လို့တန်တရာခရီးလမ်းမှလည်းပဲပိဋကတ်ရဲ့လိုရှိတဲ့နေရာကိုရောက်ဖို့ဆိုတာဆုတောင်းမှုဆိုတာလုပ်ရတယ်တဲ့ကုသိုလ်ကောင်းမှုတစ်ခုပြုပြီးတိုင်းမိမိလိုချင်တဲ့ဆုတစ်ခုတည်းကိုသာတောင်းရမယ်ဒီကနာတော့ကုသိုလ်ကောင်းမှုလုံပြီးတိုင်းပိဋကတ်တောင်းတဲ့ဆုကများရမှာလားတစ်ခုတည်းလားဆုများလို့မရဘူးပိဋကတ်တစ်ခုတည်းတောင်းတချို့ဆုတောင်းတာတွေရှိတယ်ဣရိပုံညကုသလကြောင့်နားထောင်ကြည့်စမ်းဣရိပုံညကုသလကြောင့်နောင်တွင်သံဃာဘဝမှာလည်းလေးပြပဲကတ်3သွဲလေးပြအပဲ3သွဲသောကရှေ့ရာဌာနကျင်းလို့ရ၍ထိုဒေသသမဖြစ်ခြင်းမှာလူရွာနတ်ပြည်ကျင်းလေးသည်မြခတ္တိယနှင့်ဗြဟ္မဏစင်စစ်မျိုးနဲ့ဖြစ်၍ຫນွယ်မြင့်တန့်စွာအမျိုးမှလည်းကောင်းစွာတန်နေတိဟိတ်နေ၍သုဝေဒရာပညာကြီးခြင်းတရင်နှံ့ကျော်မဟောတခါဖယားလျာတို့ဖြစ်ပါစေခြင်းကိုယ်တွင်ယောဂတန့်ရှင်းခွာ၍အနာမဲသူရှင်ပါကူနီးမမဲမဖြူမဆူမကြုံမမြဲမဖြူမဆူမကြုံလုံးစုံနေမြင့်ပြင်မျိုးလင်၍တင့်တယ်ရောင်းဝါအဆင်းမှလည်းငါးပြကျော်သည်ရှင်ကဲ့စီလာပေါ်များဥစ္စာစီစိမ်မှလည်းငါးပြရန်သူလူယူမရဇောတိကသူဆိုတော့ဟုတ်ရှိတယ်များအကုန်လုံးကုန်ပြီဘယေတရဲ့ပညာအရာမှလည်းပဲမဟောတခါလိုဖြစ်ခြင်းနဲ့ပညာအရာမှလည်းဘယ်လိုဖြစ်ခြင်းလဲမဟောတခါလိုဖြစ်ခြင်းနဲ့ရဝဲစင်းအင်္ဂါမှလည်းပဲရှင်မကိစ္စည်းလိုချောခြင်းနဲ့ပစ္စည်းဥစ္စာပေါ်တော့လည်းပဲဇောတိကလိုဌာနခြင်းနဲ့ရပါမလားအဲ့လောက်ကြီးများတော့ဆုတောင်းနေမများဘူးလားဆုတောင်းဆိုတာပိဋကတ်တစ်ခုတည်းတတ်တတ်မှတောင်းရတယ်တဲ့အဲ့ဒါလေးမှတ်ထားပါဒါကြောင့်ဘုန်းကြီးတို့ရှေ့ကဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်မှာ
ရှာတော်ကြီးတစ်ပါးဆုတောင်းသွားတာဘုန်းကြီးခဏခဏပြောမှုတဲ့တောင်ဖီလာဆရာတော်တဲ့ဗာဆရာတော်တဲ့လေဣမိနာပုံညကံမေနာအင်္ဂေနာကုတလေနာသာဣတောသုတဟဒုတိယအတ္တဘာဝမိအာဂတေဟိမဝန္တပရိသမိပပတိခန္ဓာမာရဏေအာသန္တိမဏိကူဟာယမေစုတကဒုမသသတသမိဟေတံဘဝဒေဝအတိတိကယုကောဝရောဩပညာဝရိယသံဘာနောဗုဒ္ဓသာသနာမမကောအဟံတောင်ဖီလာခောတောင်ဖီလာခောဓမ္မကုဆရာတော်အမိရတဲ့ငါပုဂ္ဂိုလ်ကျော်သည်ဣမိနာပုံညကံမေနာဤဝိနည်းရလည်းငါအမိရတဲ့ကြံကိုပြုစုရတဲ့ကောင်းမှုကြောင့်၎င်းအင်းကြီးနာကုသလေနာဆောင်အခြားတစ်ပါးသောကောင်းမှုအဆူဆူတို့ကြောင့်၎င်းဤတော်ဤဘဝမှာသုတောသုတိတဲ့သည်ရှိသောဒုတိယအတ္တဘာဝမိအာဂတေနှစ်ခုမြောက်သောဘဝကိုရောက်ခဲ့မယ်ဆိုရင်ဟိမဝန္တာပရိသမိဟိမဝန္တာတော့အရ၌ခန္ဓာမရဏပပတိခန္ဓာမရဏတောင်းကြီး၌မဏိကူဟာယဗရမယလိုင်းကိုရဲ့အာသန္တိအနိမာမေသုတကဒုမသသမေသုတကနပံပင်ကြီး၌အတိတိကာယုကောအလွန်သက်ရှိသောဝရောမြတ်လာစွာသောပညာဝရိယသမ္မာနောပညာဝရိယနှင့်ပြည့်စုံသောဗုဒ္ဓသာသနာမှာမေကောဘုရားရှင်သာသနာတော်မြတ်ကိုချစ်မြတ်နိုးတတ်ပေသောဘုံမဒေဝဘုံမစိုးနှတ်ခြင်းသည်ဟေတံဖြစ်ရပါစေသာဣတိဤသို့တိပိတကလင်္ကာရောနာမတိပိတကလင်္ကာရအမိယပေသောတိရိယပပတမဟာထေရတောင်ဖီလာခေါ်တဲ့ပုဂ္ဂိုလ်ကျော်ကြီးသည်ပဋ္ဌနာစုတောင်းမှုကိုအကာတိကောင်းစွာမသွေပြုတော်မူခဲ့ပါပေသတည်းအဲ့ဒါဝိနည်းလင်္ကာရကြံကြီးရေးပြီးတော့တောင်ဖီလာသတော်ကြီးစုတောင်းသွားတာဟိမဝန္တာတောင်မေသုတကနပံမေခန္ဓာမရဏလိုင်းကိုကြီးမှာပေးတတ်တဲ့ခန္ဓာမရဏတောင်မေသုတကနပံမေကြီးမှာအလွန်သက်ရှိသောယောဂသောနမင်းကြီးဖြစ်ရပါလို့ဤတဲ့ဆုလဲတောင်းတယ်ပရိသတ်တောင်းတယ်ဆုနဲ့တောင်းလဲကုသိုလ်လုပ်သလားမလုပ်ဘူးလားဒါကြောင့်တူတူမှတ်ပါတော့ပရိသတ်ဆုတောင်းပြဖို့လို့တရား၅ပါးသရံသီလသုဒ္ဓသာဂပညာဘယ်နှပါးလဲဆိုလိုက်သရံသီလဣနဝပြေဝဆုံးလင်စွာသရသီလဣနဝပြေဝဆုံးလင်စွာသုဒ္ဓသာဂပညာပါထဲပါဤသုံးပြသုဒ္ဓသာဂပညာပါထဲပါဤသုံးပြငါးပါးဆုံးမသုပြေဝဗုဒ္ဓမိန်ခဲ့တာငါးပါးဆုံးမသုပြေဝဗုဒ္ဓမိန်ခဲ့တာဧကတေအဲ့ဒီတော့ဆုတောင်းဆိုတာသူများတောင်းပေးလို့ရတာလားကိုယ်တိုင်တောင်းရမှာလားအဲ့ဒီတော့ကိုယ်တိုင်တောင်းတဲ့ဆုမမားဖို့ရည်ကြီးတယ်ဆုတောင်းမှာပုံပြောမလို့ဗာမဘုံနဲ့လဲဆုတောင်းမှာပုံပြောမလို့မြတ်စွာဘုရားလက်ထက်တော်ဧကနမယဘဂဝါသဝတိယဝိဟာရတိဇေတဝနေအနာထပိဋိကတအာရမေဧကနမယခါရဝါစီလုံးကဘဂဝါဘုံ၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကြီးသည်သဝတိယသဝတိခေါ်တဲ့ရှင်မြို့တော်မှာအနာထပိဋိကတအနာတပိန်ကုံသိမြမွေးရှင်တထေဤအာရမေနှလုံးဝေလျော်ပျော်ပရာကောင်းဆောက်လုပ်ရလူရာသောဇေတဝနေသေတွင်ခေါ်ကြောင်းတိုက်တော်မှာဝိရတိယမထာလေးလီဖြင့်မြတ်ကြီးရွှေမြုံတရင်သုံးကနေတော်မူခဲ့ပါပေသတည်း
ရားမြတ်စွာသာဝတိပြေမို့စေတော်ခေါ်ကြောင်းလိုက်တော်မှာယမထလေးလီဖြင့်မြာကြီးရေမြုံတရင်သုံးစံပေတော်မူနေစဉ်ကာလပိသယေဟုတ်ဗာရာဏသီမြို့အနီးမှာခယာမြို့တဲ့ဗာမြို့တယ်လေခယာမြို့မှာပိသယေပုံနာကြီးတယောက်မှာသမီးလေးတယောက်ရှိတယ်အဲ့ဒီသမီးလေးချိန်နာရွယ်ရောက်လာတဲ့အခါကျတော့သူတို့နဲ့အမျိုးတူပုံနာတထေသားနဲ့ပေးသားလိုက်ကောပေးသားလိုက်တဲ့အခါကျတော့ရောင်နောက်စရုံပါမြဲထုံဆိုတဲ့အတိုင်းမိဘတွေပြစ်ထားခဲ့ပြီးတော့ဒီပုံလေးမလေးဟာယောက်ျားနောက်လိုက်သွားယောက်ျားနောက်လိုက်သွားတော့ယောက်ျားအိမ်ကတော်တော်ချမ်းသာတယ်ပြီးရဲ့အရှိခံနေမွေးတာအများကြီးပဲအဲ့ဒီမှာတခါတည်းဟိုတိုက်ခွက်တိုက်ပကန်းဆွေးအဝိရှောတပည့်စီလဲရေခအိမ်ထဲလဲဝင်သွားအိမ်ကြီးကဝင်းကြီးခြံကြီးကျယ်ကြီးနဲ့အိုးတထေးသားလေးပုံနာလေးမင်္ဂလာဆောင်ကပြန်လာတယ်တထေးကတော့ပုံလေးမလေးလည်းပါလာတယ်အိမ်ထဲကကျော်မတွေအကုန်လုံးထွက်ပြီးတော့ဝိုင်းကြိုဆိုကြတာဥတိုက်ကြတယ်အဲ့ဒီမှာဘေးသားတွေကျော်မလေးတယောက်တယ်ရုပ်ဆင်းအင်္ဂါမတန်လှတယ်အဲ့ဒီကျော်မလေးကိုဟိုပုံလေးမှာတထေးမှာမြင်လဲမြင်တော့ဘေးတိုင်းဘယ်လိုနဲ့ကြောမတည့်တာလဲမသိဘူးဒီပြက်နာမြင်လိုက်တဲ့ကောကဒေါသတခါတည်းထောင်းကနေထွက်သွားတာတဲ့ဒေါသထောင်းကနေထွက်ပြီးတော့စက်ထဲမှာလည်းဒီကြုံမလေးကိုအလက်သားနေရိုက်ချင်နှက်ချင်နေတာဖြစ်ပုံများကတလောက်ကြုံနေအများကြီးရှိတယ်ဒီကလေးတယောက်ကိုသူသွားပြီးတော့ဘယ်လိုမျက်ကြောမတည့်တယ်မသိဘူးမျက်မုန်းကြိုးတာလည်းမသိဘူးဘသူလည်းဘာမှလည်းပြောတာမဟုတ်ဘူးဒီမြင်လိုက်တဲ့ကောကဒါနဲ့အိမ်ထဲဝင်လာပြီးတော့ဟိုကြုံမပတ်ခေါ်တယ်အဲ့ဒီကောင်မတောက်ခေါ်တော့တခင်မကြီးဘာများခိုက်ကျင်လို့လဲဘာမှမခိုက်ကျင်ဘူးနင်းငါမြင်လဲကားတွေရိုက်ရှင်လက်ခဏလာတာနင်းနာလာကနာလာလာတာဗျာတို့ပါပိတ်ရိုက်တယ်ကျမဘာပြစ်ရှိလို့လဲဘာမှပြင်းပြီးရိုက်ကျင်လို့ကိုရိုက်တာလေဖြစ်ပုံကအဲ့ဒါနဲ့ဘေးသားတွေတူတူပြောလို့ဒီနေ့တိုင်းအပြစ်မရှိအပြစ်ချပြီးတော့ဒီမြင့်ကြုံနေမရိုက်ဘူးတဲ့ဒီကြုံမလေးပဲတော်ကြနေရိုက်ပြန်ပြီးခေါ်ပြီးတော့နည်းနည်းလေးမမှန်းနဲ့မှားတာအလုံးကမှားတာနဲ့ရိုက်တာနဲ့မကမ်းဘူးတော်ကြကြဖို့နဲ့ရိုက်လို့ရိုက်တော်ကြသပင်လေးဆောက်ဆွဲပါးတွေရိုက်လို့ရိုက်သူဒီလိုလုပ်နေတာကိုဒီကောင်းမလေးကသပင်တော်တော်ကောင်းတယ်တဲ့ဒီကြုံမလေးကသပင်တရားလူတရားရှိမယ်ထင်တယ်သပင်လည်းအလွန်ကောင်းတယ်တဲ့ရုပ်လည်းချောတယ်သို့တော့အမျိုးကကျွံမျိုးဘာမျိုးလဲဘေးသားရဲ့တခါအခမသိရင်ဘေးသားရဲ့အဲ့ဒီကျွံမလေးကိုထမင်းမကြွေဘူးတဲ့ဓာန်ပေးတဲ့အနေနဲ့အစာငါခံပြီးတော့ထားတယ်သပင်ဆွဲတယ်ပါရိုက်တယ်အမျိုးမျိုးနှိမ့်ဆက်တယ်ဆူတောင်းမှားခဲ့ကြဘာမှားခဲ့ရတာသပင်ကနေတရွတ်တိုက်ဆောင်ဆွဲပြီးတော့နေတိုင်းနှိမ့်ဆက်တဲ့ဓာန်ကိုခံနေရတော့ဒီကြုံမလေးကစိတ်ညစ်လာတယ်ဘေးသားရဲ့ငါတစ်ချက်ရှိဒီသပင်မဲ့ဆွဲပြီးတော့တရွတ်တိုက်ဆွဲပြီးတော့ငါပါရိုက်တယ်ကိုက်လောက်တောင်ရှစ်တာဘာတော့မပြောနဲ့ဘေးသားရဲ့အဲ့ဒီကြုံမလေးကကရုံးပတ်တော့မလိုက်ဟောတယ်ဘာလို့မလိုက်ဟောလဲကရုံးတုံးတော့ကရုံးပြောင်ကြီးနဲ့ပြည့်နေတော့နောက်နေကြတော့အလုံးကင်စင်မပြေတော့ရိုက်မလို့ဆိုပြီးတော့ခေါင်းကြီးတော့ခေါင်းသပင်ဆွဲပြီးပါရိုက်မယ်လို့တော့ခေါင်းသပင်ရှိသေးလားမရှိတော့အဲ့ဒီတထေးတော်ကအောင်မကြီးကနော်သပင်ဆွဲပြီးတော့ငါပါရိုက်တာကြီးကသပင်ကိုသွားပြီးတော့ဖြတ်ဖြစ်တယ်ဒီလိုရနိုင်ရောလားလာခဲ့ကောင်းပါဆိုပြီးတော့ပြေးတိုင်ပုံကြားတဲ့ညှပ်ပြီးတော့တခါတော့ခေါင်းသူ့နဲ့တုတ်ထားတာလေခေါင်းပါနဲ့တုတ်ထားတယ်ဘုန်းကြီးတို့စာပေမှာရစ်စုကျိုးဆိုတာရစ်စုမာလာဆိုတာပန်းခေါင်းမှာကျိုးခွင်းဆွတ်ထားတာခေါင်းမှာပါဆွတ်ထားတာလေခေါင်းပေါ်မှာကျိုးတစ်ချောင်းတင်းကျပ်သွားချီနှောင်ပြီးတော့ထားတယ်အဲ့ဒီအမျိုးသမီးရိုက်ခြင်းဆောက်ဆွဲတာအဲ့ဒီကျိုးကိုပဲဒီခါလဲလူရောခန္ဓာကိုယ်ကခေါင်းအကုန်လုံးပါအဲ့ဒီချိန်ကစပြီးတော့ပြည့်တဲ့ခေါင်းပေါ်မှာကျိုးချီထားတာကိုခံရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကျုံမလေးရဲ့နာမည်ကိုရိစုမာလာတဲ့ဘယ်သူလဲရိစုမာလာလို့ခေါ်နေတိုင်းနှိမ့်ဆက်ခံရတဲ့အကြောင်းတစ်ခုမဟုတ်အကြောင်းတစ်ခုနဲ့နေတိုင်းနှိမ့်ဆက်ခံရတဲ့သွေးတန်ရဲ့ကြာတော့ဘာဖြစ်လဲပြေးတိုင်းစိတ်မြင်လာတယ်ကြာတော့ဘာဖြစ်လဲ
စိတ်ညစ်လာတဲ့ဒီငါလည်းလွတ်အောင်မသွားနိုင်ဘူးငွေနဲ့ဝယ်ရတာငွေဝယ်ကျော်သွားလို့မရအဲ့တော့စိတ်ညစ်မကညစ်လာတဲ့အခါကျတော့ဘာလို့မလဲတဲ့ကိုသေချောင်းကြံတယ်ကိုဘာလို့လဲဘယ်လိုသေမလဲဇွဲတို့ချသေမယ်တဲ့ဘယ်လိုသေမဲတဲ့ကြည်စမ်းပရိသတ်ဘယ်လောက်တော့စိတ်ညစ်တုံးဆိုတာသူဒီဆုံးဖြတ်ချက်ချလိုက်တယ်ဖြစ်ချင်တာဖြစ်ဒီနေ့မနေ့ငါရေခတ်လို့မှာသွားမှာရေအိုးတဲ့ကျိုးဖွက်ပြီးတော့ယူသွားမယ်ဒီလောက်တော့ငါတိတ်ဆက်တယ်ရေအိုးတဲ့ကျိုးဖွက်ပြီးတော့ယူသွားပြီးတော့တောနယ်ထဲမှာသစ်ပင်တွေမိတဲ့သစ်ပင်တက်ပြီးတော့ငါကိုငါဇွဲမျိုးချသေးတာကောင်းတယ်တဲ့စိတ်ညစ်မကစိတ်ညစ်တော့ပရိသတ်ရေကျိုးတစ်ချောင်းရေအိုးတဲ့ဖွက်ယူသွားဟိုကျုံမတွေရေခတ်နေတော့ဒါလေးလစ်ပြီးတော့တောတဲ့တခါလေးပြေရောအဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းလောကကြီးကိုကြည်တော်မူတဲ့အချိန်ဘုရားကခြေတဝန်းမှာဘုရားကဗမာလဲအဲ့ဒီအမျိုးသမီးလေးသစ္စုမကသူ့ကိုယ်သူဇွဲကြိုးချသိမယ်လို့ကြံစီနေတာကခရာမြို့နာကတုတ်ထဲမှာပြီးတော့မြတ်စွာဘုရားကဆက်ပြီးတော့ရှင်ရင်ကြည့်တယ်ငါဘုရားသွားရမလားမသွားရဘူးလားသွားရမယ်ပါရမီရှင်ကုသိုလ်ရှင်ဟာဘုရားနေလို့မရဘူးဘုရားတိုက်သွားရမယ်ငါသွားရင်ဘာကျိုးသူရှိမလဲအဲ့ဒီရိစုမာလာအမျိုးသမီးသောတာပန်ဒီမဲတဲ့ဘာဖြစ်မဲ့တဲ့လဲဘုရားတိုက်သောတာပန်ဒီမဲသူ့ကိုနှိပ်စက်တဲ့တထေးကြောပုံလေးမနဲ့တထေးတို့လည်းပဲတရဏဂုံ၃ပါးခံယူပြီးတော့ကုသိုလ်ကောင်းမှုနဲ့ဝေလျောမယ်မြတ်စွာဘုရားရှင်ကိုရမြတ်ဒီအရေးမြင်တော်မူတော့မှဘုရားတိုက်တပါးတဲ့အဖော်မပါပဲတဲ့ဟိုမှာကလေးဝါလေးကသွားနေပြီအချိန်မီသွားရတော့မှအဲ့ဒါကုသိုလ်ကကယ်ထုတ်တာဘာကကယ်ထုတ်တာလဲကုသိုလ်ကကယ်ထုတ်တာဒါကြောင့်ကယ်တင်ရှင်ဆိုတာဘုရားတိုက်မှတ်ထားကုသိုလ်ကောင်းမှုပဲကိုယ့်ဘဝကိုယ်ပဲတည်ရတယ်ကိုလိုထားတဲ့ကုသိုလ်ကောင်းမှုကကိုယ့်ကိုကယ်တယ်ကုသိုလ်ကကယ်တော့ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ကိုရောမြတ်နဲ့တောင်းတော်မှာနေလို့မရဘူးချက်ချင်းကောက်ခင်ခီးနေကြွကောက်ခင်ခီးနဲ့ကြွလာပြီးတော့မြတ်စွာဘုရားရဲ့ကိုရောမြတ်အဲ့ဒီတောအုပ်ထဲမှာတပါးတဲ့သတင်းသုံးပြီးတော့ပိဋကရောင်ကြီးတော်တွေလွတ်ထားတယ်တဲ့ဗါတွေလွတ်ထားလဲရောင်ကြီးတော်တွေလွတ်ထားတဲ့အချိန်ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီရိစုမာလာဇွဲတို့ချပြီးတော့သိမဲ့သစ်ပင်နဲ့မလားမကန်းနာမှာသူကလည်းကြောက်လန့်နဲ့တောထဲဝင်လာတာသေချောင်းကြမ်းမဲ့ပုဂ္ဂိုလ်ဆိုဟိုဒီသူမချိအားဝပိယတိုင်ကမန်းကန်းတခါတစ်ပင်ပေါ်ပြည့်တယ်ပြီးတော့ဘာလို့လဲကြိုးချီပြီးတော့လူတရားမလွတ်တလို့လေးလောက်သူကြိုးမှန်းချီပြီးတော့အောက်ပြန်ဆင်းပြီးတော့လေပင်တွေကိုကြိုးခွင့်စွတ်မလို့လုံနေတဲ့အချိန်မှာနေသားမအောင်ဒီနားမှာဘယ်သူများရှိလဲမသိဘူးငါဘယ်သူများချောင်းကြည့်နေမလဲမသိဘူးတေဂန်ဒီကာလမှာဘေးတိုင်အဲ့ဒီလိုဟိုဒီလိုက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့မှမြတ်စွာဘုရားကိုတွေ့တယ်တဲ့ဘယ်သူကိုတွေ့တယ်နေလဗိဒာလောဟိတာဩဒရာမင်းစိတ်ထာရောင်ကြီးတော်6စုမြုပ်ကုန်တော်မူပြီးတော့တရင်သုံးနေတော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဖူးတွေ့လိုက်ရတဲ့အခါကျတော့မှဩဘုရားရှင်ကိုရောမြတ်ကြီးဟိုမှာတရင်သုံးနေပါလားငါလူသူဆင်းရဲကိုမြတ်စွာဘုရားတရားမဟောပါမလားမသိဘူးသေဂန်ဤတရားနာခြင်းနဲ့သေဂန်ဤဘာလို့ရှင်သေဂန်ဤတရားလေးတဘောတော့နာသွားခြင်းနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ငါလိုကြုံမကိုတရားဟောပါမလားမသိဘူးတရားဟောရင်လည်းနာသေးတာပေါ့မြတ်စွာဘုရားကသွားမယ်လို့ပိဋကတ်တွေအဲ့ဒီမှာရိစုမာလာကသစ်ပင်မောတသစ်တိုင်းမှာကြိုးချီလည်းပဲစွတ်နေတဲ့ချိန်ကာလမှာဘုရားကိုဘူးမြင်ရလို့သေဂာနီးတွေတရားလေးတစ်ပုဒ်တော့နာသွားခြင်းနဲ့ဟောဒီဖြစ်စေမောဒီဖြစ်စေငါဘုရားနာသွားပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုသွားဖို့မယ်ဒီဆင်းရဲဒုက္ခကနေလွတ်ရအောင်လို့အဲ့ဒါမြတ်စွာဘုရားထံသွားတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကချစ်သမီးရိစုမာလာဘုရားကစပြီးတော့နှုတ်ဆက်ရဟာဝန္တာလိုက်တာဆိုတော့ဘုရားသူစနှုတ်ဆက်တော့ငါနာမည်နဲ့ဘုရားရှင်ကိုရောမြတ်သိတော်မူတယ်ချစ်သမီးရိစုမာလာတဲ့ငါပဲဘုရားရှင်ကိုရောမြတ်ထံကိုလာခဲ့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ခေါ်တော်မူတော့မှပိဋကတ်တွေမြတ်စွာဘုရားထံသွားလို့ဘုရားထံမှာရိုသေစွာရှုပ်ဆိုပြီးတော့မြတ်စွာဘုရားကသူ့ကိုတရားဟောတယ်
ညစွာဘုရားကရိစုမလာကိုဘာလို့တလဲသစ္စာ၄ပါးတရားပြလို့စေတမိဒီဒုက္ခကဘာမှမဟုတ်သေးဘူးမင်းဒီဒုက္ခနဲ့စိတ်မငြင်းနဲ့ဟာဒီမှာဩနာတရေဒုက္ခဝိတွေကဒီလိုများတယ်ဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်သည်ခန္ဓာဒုက္ခတွေကိုဟောဘုရားဟောလို့ဒေသနာဝတ္တနေဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူတဲ့ဒေသနာတော်ဆုံးမှာသာထိုရိစုမာလာလို့အမည်ရတဲ့ကျော်မကလေးသည်သောတာပတ္တိပလေသောတာပတ္တိဖို့သောပရိဒေဟိကောင်းစွာမသွေတည်တော်မူခဲ့ပါပေသတည်းဣဒံဒုက္ခနိမဝောဇအယံဒုက္ခသတံဘဝဒုက္ခនិရောဓမေခောသဧသတောအမတောကတောမန္တပိတော်မှာရိစုမာလာကိုဣဒံဤဖြေခြင်းပြည့်ခြင်းဤဒုက္ခဆင်းရဲဟူ၍အဝေါဇမြတ်စွာဘုရားဟောကြားတော်မူလိုက်ပါပေ၏အယံဤဖြေခြင်းပြည့်ခြင်းဆိုတဲ့တဏှာတိဒုက္ခသံဘဝဆင်းရဲခြင်းရဲ့ကြောင့်ဟူ၍အဝေါဇမြတ်စွာဘုရားတပည့်တော်ဟောကြားတော်မူလိုက်ပါပေ၏ဒုက္ခនិရောဓဒုက္ခမဖြစ်ရနိဗ္ဗာန်ကိုလည်းပဲအဝါသဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူလိုက်ပါပေ၏အဇသောလမ်းမှဖြစ်သောအမတောကတောအမတဩဃတောမသေးနိုင်သောဆေးကောင်းဆေးမှဖြစ်သောမေဃောစာနိဗ္ဗာန်ရောက်ကြောင်းအကျင့်ငါဟူ၍လည်းဘဂဝါဘုရားရှင်ကိုရောမြတ်ကအဝါစာကောင်းစွာမသွေဟောကြားတော်မူလိုက်ပါပေသတည်းအနုကမ္မသာကုသလသာဩဝါဒမိယံချိတာဧဇဂအဝတ္တဝံတံတိနိဗ္ဗာနပရမစ္စုတံအာဘယတမိတော်မှာရိစုမာလာသည်အနုကမ္မကတ္တအစေတနာတော်မူရသောကုသလသာဆုံးမခြင်း၌လိမ္မာတော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဩဝါဒမိဆုံးမတော်မူသောတရားတော်၌ခြိတော်တည်လျက်အမတံသေခြင်းမရှိသောတန်တိန်ငြိမ်းရခြင်းလည်းရှိပေထသောဣရုတံသုတိရွှေလျားခြင်းမရှိသောနိဗ္ဗာန်ပဒံနိဗ္ဗာန်တရားတော်မြတ်ကိုအာဘယတပိတော်ရိစုမာရာသည်ဣဇဂါကောင်းစွာမသွေရခဲ့ပါပေပြီဘုရားသာဂဝါတိတပေဟဓတ္တနေနအဝိကံမိနိမူလသတ္တယတတ္တယတိတာဗုဒ္ဓတာဩရတာအာဘယတပိတော်ရိစုမာလာသည်ပေမယရဏသုံးပါး၌ချစ်ခင်ခြင်းသည်ပေမယရဏသုံးပါး၌ချစ်ခင်ခြင်းသည်ဝါတိတာမြဲခိုင်စွာတည်ပါပြီဖျားမူလဇာတာယအမြင့်ကိုဆွဲရဖြစ်သောတတ္ထာယယရဏသုံးတန်ကံရဲ့ကျိုးကိုယုံကြည်သောတရားဖြင့်သဒ္ဒနေနာယရဏသုံးပါးကိုဘူမြင်ခြင်း၌အဝိကံမိနိတုံးလုံးခြင်းမရှိတော့ပါမြတ်စွာဘုရားဗုဒ္ဓသာသုံးလကတို့တင်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဩရသာရွှေရင်တော်၌ဖြစ်သောတိတာသမီးတော်လေးတစ်ပါးဖြစ်ခဲ့ပါပေပြီဘုရားဧရတေသူသောတာပန်တိလေတိသောကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုအဲ့ဒီလိုဂါထာတွေနဲ့လျှောက်လို့ပြီးတော့သောတာပန်အရိယာဖြစ်သွားတော့တတ်မသေးတော့ဘူးတဲ့ကိုယ့်ကိုယ်မတတ်တော့ဘူးတဲ့တတ်မသေးတော့ဘူးခန္ဒီမေတ္တာကရုဏာစိတ်ဓာတ်အပြည့်အဝနဲ့ပြန်မယ်ဟဲ့အိမ်ကိုရိုက်ခြင်းလဲရိုက်ပေစေတော့တတ်ခြင်းလဲတတ်ပေစေတော့ငါအပေတကားပိတ်သွားပြီဗာတကားပိတ်သွားပြီအပေတကားပိတ်သွားပြီလို့ဒီလိုစိတ်ထဲမှာဆုံးဖြတ်ချက်ချပြီးတော့ဟိုကောင်မလေးတွေပြန်ကုန်ပြီသူတယောက်တည်းတော်လိုက်ကြနေတဲ့အဲ့ဒါနဲ့ရေအိုးလေးရေလေးကမကရခါရေလေးကမခါပြီးတော့ပြေးတိုင်းအိမ်ကိုပြေးလေးသွားတော့အပြည့်မရှိအပြည့်ရှာနေတာဟိုမိန်းမကြီးကဟာလာခဲ့ကြိမ်လုံးကန်ပြီးတော့စောက်နေတာပြေးတိုင်းလာခဲ့ကောင်းကောင်းကကျိုးဆောက်ဆွဲပြီးတော့ရိုက်အောင်ပါပဲလာသားပါဦးလာသားပါဦးခဏခဏကြည့်အောင်ပါမျက်နာအိမ်တည်းနဲ့
လာနေတာမျက်နှာကလည်းဝင်နေတယ်ကိုတော့ကဆိုရင်ဘေးတိုင်နေတိုင်းငိုနေရတော့မျက်နှာမှာတောကတွေအပူမိတွေနဲ့ငိုရတဲ့မျက်လုံးတွေကဖောက်ကားပြီးတော့ကလေးမလေးကရုပ်လှပြီပဲလို့ဘေးတိုင်ဘယ်လိုဖြစ်နေတဲ့တောကအပူတွေများနေတော့ရုပ်ကရုပ်ချမ်းဖြစ်နေအခုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့တရားတော်နာကြားခဲ့ပြီးတော့သောတာပန်အရိယာဖြစ်သွားတော့ရုပ်အရှင်းကဝင်းဝါပြီးတော့တခါလဲလာတော့အိမ်ရောက်တော့ပုံလေးပါးကကြည့်ပြီးတော့ရုပ်ကတော့ရုပ်ကကြည်လာတယ်ဒါကြောင့်ရိတ်တာတွေမှာတရားကြကြအထုတ်လာရင်ဘုရားတိုင်တမာတိဆွမ်းအားတွေဉာဏ်ဆွမ်းအားတွေတက်လာရင်ယောဂီဟာတက်လာနဲ့တက်လာတရက်နဲ့တရက်မတူတော့ဘူးရုပ်ကြည်လာတယ်။ဘာကြည်လာလဲ။ဒီယောဂီတရားမှတ်တယ်မှတ်ဘူးဆိုရုပ်ကိုဖမ်းကြည့်တာနဲ့သိတယ်။တကယ်မှတ်လိုက်ရုပ်ကကြည်လာတာပဲ။အဲ့တော့ခါတိုင်းဆိုရင်မကြည်မလင်းတဲ့ခုကြည်ကြည်လင်းလင်းဝင်းဝင်းပါပါနဲ့ဖြစ်နေတဲ့လာလာမဝင်းကြီးရေခတ်သွားတာကြာလာကြီးလားဘယ်လိုဖြစ်တာလဲပြောဆိုတော့မလိမ်ဘူးဘုရားတဲ့သောတာပန်၅ပါးသီလလုံသွားပြီသောတာပန်ဘာလုံသွားပြီလဲ၅ပါးသီလလုံသွားပြီအမှန်တိုင်းပြောတယ်ကျိုးကိုလေးလဲချပြတယ်ဟောဒီမှာကျိုးကျမတော်တဲ့ကိုသွားတယ်ဘာလို့တလဲဇွဲရိုးချပေမလို့မနင်တို့ငါအမှုပေါအောင်လုပ်ပြန်ပြီမဟုတ်ဘူးကျမစိတ်ညစ်နေလို့ဘာလို့စိတ်ညစ်နေကျမကိုအပြစ်မရှိပြစ်ချာနေတိုင်းနေစင်ပြီးတော့ရိုက်နေတယ်ညှင်းနေတယ်အခုမြတ်စွာဘုရားရှင်ကိုရောမြတ်တဲ့တွေ့လို့တရားနာခဲ့ရတယ်သောတာပန်အရိယာဖြစ်တယ်လို့အကြောင်းဆုံးရှင်းပြနေတဲ့အချိန်မှာဘုရားတိုင်းတတိသားလေးရောက်လာဟဲ့ဒီလိုဘာတွေပြောနေဒီလိုပဲပြောနေတယ်ဆိုတော့မှကဲအရိယာပုဂ္ဂိုလ်ဖြစ်သွားပြီးရိသုမာလာသောတာပန်အဲ့တော့ဒီနေ့ကစပြီးတော့မြင့်သူကိုမနှိမ့်ဆက်နဲ့တော့မနှိမ့်ဆက်နဲ့တော့နှိမ့်ဆက်မင်းနဲ့ငါနဲ့တွေ့ပါပဲမင်းကဂရီပေးပါတယ်တော့မနှိမ့်ဆက်တော့ပါဘူးအဲ့တော့ရိသုမာလာဟာပိဋကရေဒီလိုနေတိုင်းအနှိမ့်ဆက်ခံရတာဟာစူတောင်းမှာခဲ့လို့ဘာမှခဲ့လို့လဲဘသူမပြုတ်မိမှုတဲ့ဘသူမပြုတ်ဘသူတဲ့လဲဘသူမပြုတ်မိမှုတဲ့ပိဋကရေတရားခံကသူကသဗ္ဗဘုရားလက်ထက်ကဘယ်ဘုရားလက်ထက်လဲကသဗ္ဗမြတ်စွာဘုရားရဲ့လက်ထက်တော်တော်ကဟောဒီရိစုမာလာလေးကတထေသမီးဖြစ်ဘူးတဲ့ဘာဖြစ်ဘူးတဲ့အခုသူ့ကိုနှိမ့်ဆက်တဲ့ပုံလေးမှကျွန်မတထေကတော်ကအဲ့ဒီတော့ကသူ့အိမ်မှာကျွန်ဟောကသဗ္ဗဘုရားလက်ထက်တော့ကသူကတထေသမီးတဲ့အခုတထေသမီးဖြစ်နေတဲ့ပုံလေးမှလေးကအဲ့ဒီကသဗ္ဗဘုရားလက်ထက်ကကျွန်မတဲ့အကြောင်းမရှိအကြောင်းရှာနေတိုင်းအကြောင်းရှာပြီးတော့နှိမ့်ဆက်မခံနိုင်တော့ဘူးဘုရားတိုင်းအခုဘဝပြန်နှိမ့်ဆက်တဲ့အမျိုးသမီးကမခံနိုင်တော့ဘူးစိတ်ထဲမှာတခါတည်းဒီဝတ်ကကျုပ်အောင်ဘယ်လိုလုပ်ရမလားတနေ့တော့ဘုရားတိုင်းကသဗ္ဗမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သားတော်ကြီးယဟန္တာတစ်ပါးဆွမ်းခံကြွလာတယ်အဲ့ဒါမနဲ့ကျော်မတွေစားဖို့လို့ဝေစုလာဟိုကျော်မလာခဲ့ဆိုပြီးတော့ဝေစုထမင်းဝေတာအဲ့ဒါဝေတဲ့ထမင်းရလာတာကြည့်ပြီးတော့ဒီထမင်းငါမစားတော့ဘူးထမင်းငါမစားပဲနဲ့အိမ်ရှိမှာကြွလာတဲ့ယဟန္တာတစ်ပါးကိုဝေစုရတဲ့ထမင်းလောင်းလို့ပြီးတော့ပြေးတိုင်းအင်းလှူဒန်းရတဲ့ကုသိုလ်ကံဆွမ်းမဲ့တကားကြောင့်တရားတပည့်တော်ကိုနှိမ့်ဆက်တဲ့ကျော်မဘဝတိုင်းပြန်ပြီးတော့နှိမ့်ဆက်ပြရစေလို့ဘုရားတိုင်းဆူတောင်းမှားခဲ့တာဘာလို့ခဲ့တာလဲဆူတောင်းမှားခဲ့တာတဲ့ဘုရားတိုင်းဒါကြောင့်ဆုဆိုတာတောင်းတဲ့အခါမှာလဲခုနတုန်းကဆုတောင်းတဲ့နေရာမှာတရားသီလသုတ္တစာကပညာဆိုတာပါဠိမပါဘူးလားဉာဏ်နဲ့ချင်းချင်းပြီးတော့တောင်းရတယ်ဒီစုကတောင်းတယ်နဲ့မတောင်းတယ်ဘူးဆိုတာဉာဏ်နဲ့ချင်းချင်းပြီးတော့တောင်းဆုတောင်းမှရဲ့သန္တရာခီးရဲသွားတဲ့အခါမှာသူငါနှိမ့်ဆက်ငါဒုပြန်နှိမ့်ဆက်နဲ့ကြည့်ဖို့ဘယေတိုင်ကိုသုလတုပါတာသရံရှင်မင်းဆွဲတော့ဖြတ်တယ်ဆိုတော့ကြားဘူးတယ်မလားအဲ့ဒါဘယေတိုင်ဆုတောင်းမှခဲ့ကြတာအဲ့တော့ဒီမှာဒီဇာတ်လမ်းလေးကတူတူလေးမှတ်လိုက်သားဘယေတိုင်ဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေကကုသိုလ်ကောင်းမှုတွေလုပ်တယ်လုပ်သလားမလုပ်ဘူးလားကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဆုတစ်ခုတောင်းရမယ်ကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဘာတောင်းရမလဲကုသိုလ်တော့လုပ်တယ်တော့ဆုမတောင်းဘူးဆိုရင်ဥပမာပေးပြီးပြီကောင်းရင်ကိုမြောက်တင်လိုက်တဲ့လှမ်းကောင်းရင်ကိုပြစ်တင်လိုက်တဲ့ဓာအရင်ကကြမယ်အဖျားကကြမယ်သိသလားမသိဘူးတဲ့ဘယ်လိုကြမှမသိဘူးအဲ့ဒီနည်းတူပဲတဲ့
ကုသိုလ်ကောင်းမှုတွေတော့လုပ်တယ်ဘာစုမှမတောင်းဘူးဆိုဘယ်ဘဝဘယ်လိုကြိုးပေးလဲဘာလည်းမသိရဘူးလို့အဲစုဆိုတာလည်းပဲတောင်းတဲ့နေရာမှာတစ်ခုပဲတောင်းစုဆိုတာတောင်းတဲ့အခါဘယ်လိုတောင်းအောင်လဲရုပ်ကလည်းထောခြင်းနဲ့ပညာကလည်းရှင်သာရိပုတ္တရာလိုတတ်ခြင်းနဲ့တကောကလည်းရှင်မောကလာလိုကြည်ခြင်းနဲ့အနာမဲ့သူရှင်ပါကုသိုလ်လည်းပဲအသက်160နေခြင်းနဲ့ဆိုတော့အဲ့လိုအကုန်လုံးမပြည့်ဘူးပြည့်ပါလားရှင်ပါကုလတောင်းနေတာတစ်ခုတည်းအသက်ရှင်ဖို့လို့စုအနာကင်းဖို့စုတစ်ခုပဲတောင်းနေရှင်ပါကုလလားရှင်သာရိပုတ္တရာတောင်းတယ်ပညာအရာမှာဣရတဲ့ရဖို့လို့တစ်ခုပဲတောင်းတယ်သူတို့တော့အဲ့တော့ဒီမှာဘာစုတောင်းမှလို့ဘုန်းကြီးမပြောဘူးဘုန်းကြီးတို့တရားတော်မတွေကုသိုလ်လုပ်ပြီးတိုင်းလုပ်ပြီးတိုင်းဆုတစ်ခုတောင်းအောင်ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းလုပ်ပြီးတိုင်းဘာလုပ်ရမလဲကိုမေးပါငါဘာဆုတောင်းပါလဲမဟုတ်တဲ့ဆုတော့မတောင်းနဲ့ပိယတကြီးငါဘယ်သူနှိမ့်ဆက်တာနောင်ဘဝကျဒင်းငါပြန်နှိမ့်ဆက်ရပါလို့ဤလို့အဲ့ဒီဆုတောင်းရင်အခုရိစုမာလာတို့ကြည်သားမှာရိစုမာလာကဟိုဘဝကတထေသမီးဒီကျော်မကိုနှိမ့်ဆက်တယ်ဒီကျော်မဆွလောင်းပြီးတော့ပြန်ဆုတောင်းတယ်နင့်ကနှိမ့်ဆက်ပြရစီဆိုတော့ဒီဘဝသူ့ပြန်ပြီးတော့မနှိမ့်ဆက်ဘူးလားအဲ့ဒါပဲပိယတတွေအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်တရားတော်ကိုနာရလို့သောတာပန်တည်သွားတယ်ရိစုမာလာကြောက်ကြားတဲ့အခါကျတော့တထေသာရောတထေပုံလေးပါကြီးရောသဘောကျပြီးတော့မြတ်စွာဘုရားကြောင်းတော်ကိုလိုက်သွားပြီးတော့ဘုရားကိုဆွမ်းသားပြစ်ပါတယ်ဆွမ်းသားပြီးတော့မြတ်စွာဘုရားနဲ့တကွသံဃာတော်တွေဆွမ်းသားကြွလာနောက်နေဆွမ်းစားတဲ့ပွဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်တရားဟောတော့အဲ့ဒီဇနီးမောင်နှံ2ယောက်လို့ဇနီးမောင်နှံ2ယောက်တော့ဘုရားရဲ့တရဏဂုံသီလခံယူလို့ဥပဒကတွေဖြစ်သွားတယ်တဲ့အလုံးတရဏဂုံတီးလို့အိမ်သူအိမ်သားတွေလည်းပဲဟောမြောင်ဝမ်းသားတွေဖြစ်ကြလို့ရိစုမာလာကိုလည်းပဲပိယတရဲ့ကျွန်ဘဝကလုံပေးပြီးတော့သမီးဖြစ်နေမွေးသားပါတယ်။ကဲမင်းလည်းမင်းချီကဲလူရင်နာလူပေးကျင်နာပေးယရနာပစ္စည်းဘာနာတိုက်တော့ပါအပ်ပေးလိုက်တာ။အဲဒီလိုနဲ့ကုသိုလ်ကောင်းမှုတွေအသက်ထက်ဆုံးပြုပြီးတော့သေသွားတဲ့အခါမှာပိယတရဲ့ရိစုမာလာတာဝရိဏနတ်ပြည်မှာနတ်သမီးသွားဖြစ်တယ်။တာဝရိဏနတ်ပြည်မှာဘာသွားဖြစ်တယ်လဲ။နတ်သမီးသွားဖြစ်တဲ့ရိစုမာလာဒေဝီတဲ့ရှင်မောကလန်ကြီးကြွသွားတော့သွားတွေ့ရောဟောကျော်မကနေပြီးတော့သောတာပန်ရိယာကနေပြီးတော့သေတဲ့အခါမှာတာဝရိဏနတ်ပြည်မှာသောတာပန်နတ်သမီးဖြစ်နေရောက်နေတဲ့ဆိုတဲ့အကြောင်းကိုရှင်မောကလန်ကပြန်လာပြီးတော့မြို့သူမြို့သားနဲသူနေသားတွေကိုပြန်ဟောတာရိစုမာလာဒေဝီဝတ္ထုတရားဒီနေ့အလုံးတရားဖြစ်တဲ့စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ကိုဘုန်းကြီးတို့တရားကောင်းစဉ်လေးပေးပြီးတော့ဟောတာအမှားစုတောင်းမကောင်းတန်တရာဗာတရားလဲမတောင်းတဲ့စုတွေကိုမတောင်းပါနဲ့ဘေးကရတောင်းတဲ့စုကိုပဲတောင်းပါတောင်းရင်လည်းပဲစုတောင်းဟာတစ်ခုတည်းပဲတောင်းပါစုတောင်းဟာပါတယ်လေအဲအောင်ရှိကသတော်ကြီးများလည်းပဲကျမ်းစာတွေရေးပြီးတဲ့ခါမှစုတောင်းတော်မူကြတယ်နော်ခုနကတော့တောင်းပြီလားသတော်ကြီးတို့ဆိုရင်အဲ့ဒါရုပ်ကစိုးဖြစ်ပြရပါလို့ဤလို့မခန္ဓာကိုသတော်ကြီးတို့သူလည်းဆုတောင်းသွားတာပဲဆုတောင်းတဲ့ပုဂ္ဂိုလ်တွေကတောင်းတဲ့ဆုပြည့်ဖို့လို့တရား5ပါးလိုက်နာကျင့်သုံးရင်တောင်းတဲ့ဆုပြည့်မယ်ဒါကြောင့်ဆိုလိုက်ပါတရာသီလသုတ္တသာခာပညာတရား5ပါးစုံသွားပြေဝသူများသုခပန်ထွာတောင်းတဲ့ဆုရမှုမှမကွာငါးပြတရားပြည့်သွားရင်လေအလုတ်ကိုလည်းလုံမြဲလို့စေနှုတ်ကဆုတောင်းလမ်းကြောင်းမှန်စေဒီဆုပဲမလွဲရနိုင်ပေသာသနာခေတ်လူဖြစ်ကြုံလားဉာဏ်ကိုဥစီစုကြီးပန်ထွာမကောင်းစုတောင်းမကောင်းတန်တရာသူဒီလွယ်ကိုပဲခံရမှာသေစိတောမေယံဓမ္မောဗုဒ္ဓနာယစ္စာပါတိတောသေနာသဗ္ဗေဒုက္ခယံတုဇနာအိဋ္ဌသမင်္ဂိနောဗုဒ္ဓနာအရဟတသုတယံဘူခိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်
အာဟိသဘာတိတောထံကတိုင်းဘယပြပြသာသာတိကယုဆိုရေဟောကြားအပ်သောအယံဓမ္မောရိစုမာလာဒေဝီလို့ခေါ်ဆိုအပ်တဲ့အမှားစုတောင်းမကောင်းတန်တရာလို့အမည်ပေးထားတဲ့ဓမ္မကတ္တဒေသနာတော်မြတ်ကိုမေမယံငါသည်တေတိတော်ဒုဒကဒကမတွေသိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထိုသောစေဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်တပင်ကျွေးမဲ့ဥဒ္ဒုံလုံးစုံကုန်သောသနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမင်ဤနောမိမိတို့အသိအလိုရှိရာတောက်တာအသောဣဒ္ဓမင်္ဂလာကျက်တဲ့ဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမှာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းဆိုလိုက်ဤသို့ပြုရာကုန်ညကုသိုလ်အဖို့ကိုပင်ဝေမိခင်နှင့်ဖခင်ဆရာညာတကကသတ္တဝါများနတ်တို့အားလည်းရာညာပါစေဧမြဝေသည်ညာတွေသာတို့ခေါ်စေသောအာလုံးကြကြရအမြယူတော်မူကြပါကုန်လောအလုံးသာကြရမြအမြသာဓုအလုံးသာကြရ